အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ခုထားလိုက်ပါတဲ့ချင်းပုတ်ကိုရေးစင်းပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းတို့ကတော့ရေးချအောင်နော်ဆိုလို့မိတလင်းနဲ့တီးလို့ဆိုကြတယ်ဘောနော်ဆိုနေလို့တော့မလေးပြပါတယ်โอเคဒီလောက်ရပါတော့နောက်ဗီဒီယိုမှာ